အခုလိုအချိန်တိုင်းကောင်းကိုပြန်လည်ပြင်ဆင်ပေးတဲ့ဖရာသခင်နာမတော်ကိုရှေးဥစွာချီးမွမ်းပါတယ်ဒီကနေ့အတူတကွဆင်ခြင်ရမယ့်နှုတ်ကပတ်တော်ကဟေပေအခန်းကြီး3အပိုင်ငယ်18ဖြစ်တယ်ယေရှုတော်၌၎င်းငါတို့ကိုကယ်နေတော်မူသောအရှင်သခင်ယေရှုကိုတိကျွန်းခြင်း၌၎င်းကြီးပွားကြလော့ထိုသခင်သည်ယခုမှစ၍ထာဝရနေ့ရက်ကာလပတ်လုံးဘုန်းအသရေရှိတော်မူစေတည်းအာမင်ဖတ်ကြားတော်တဲ့နှုတ်ပတ်တော်အဖြစ်အရောက်တိုင်းကိုဖျက်ခင်ကောင်းချီးပေးပါစေအာမင်ဒီမှာကျွန်တော်အတူတကွဆင်ချင်းစီချင်ကပါလဲဆိုခရစ်တော်ရဲ့ဂျေဆုတော်၌၎င်းခရစ်တော်ကိုတိကျွန်းခြင်း၌၎င်းနဲ့ကြီးပွားကြလော့ဆိုတဲ့အရာလေးကိုကျွန်တော်ဆင်ခြင်ခြင်းတယ်အဲ့လိုကျွန်တော်တို့ကြီးပွားမှသာလျှင်ခရစ်တော်၌ကြီးပွားမှသာလျှင်ကျွန်တော်တို့အားဖြင့်ကိုယ်ရဲ့ဘုံထင်ရှားမှာဖြစ်တယ်ဟုတ်ပြီကျွန်တော်နှုတ်ပတ်တော်ဖက်မသွားခင်ကျွန်တော်တို့ကအဖေအမေတွေရှိမှဖြစ်ပါတယ်ဒီနေရာမှာအဖေအမေတိုင်းကသားသမီးတွေကိုနေ့လနှစ်အစဉ်အတိုင်းကြီးပွားဖို့ကျွန်တော်တို့လိုချင်ပါတယ်ကျွန်တော်တို့ကလေးမွေးပြီဆိုရင်တစ်နှစ်ပြီးတစ်နှစ်ကြီးပွားပြီးခမခန္ဓာကိုယ်ပိုင်းမှာကြီးပွားဖို့အသိဉာဏ်ပိုင်းမှာကြီးပွားဖို့အတန်းအရေးချင်းပိုင်းမှာကြီးပွားဖို့စသဖြင့်ကြီးပွားဖို့ကိုကျွန်တော်တို့ကလိုချင်တာဖြစ်တယ်တောင်းတတာဖြစ်တယ်ကျွန်တော်တို့ကလေးမွေးပြီးခမကျွန်တော်တို့ကလေးဟာတစ်နှစ်ဆွန်လက်ဒီအရွယ်ဒီအသိပညာဒါထက်မတိုးတဲ့ဒါထက်မရင်ကျက်ဘဲနဲ့ဖြစ်တိုင်းအတိတ်က20ကျော်ဖြစ်နေပြီဒါပေမဲ့သူ့ရဲ့အတွေးအခေါ်သူ့ရဲ့လှုပ်ရှားပုံတွာလာပုံတွေကကလေးသားဖြစ်နေဆိုရင်ဘယ်အဖေမိမစိတ်ချမ်းသာမဲ့အဖေမရှိမှာမဟုတ်ဘူးအစဉ်အတိုင်းဟစ်စင်အတိုင်းလအစဉ်အတိုင်းသူ့အရွယ်နဲ့လိုက်အောင်ခန္ဓာစိတ်ဝိညာဉ်တိုးတက်ဖို့ကြီးပွားဖို့ကျွန်တော်တို့ကလိုချင်တာဖြစ်တယ်အဲ့လိုပဲဘုရားသခင်ကလည်းကျွန်တော်တို့ရဲ့အသက်တာထဲမှာဘလောက်ချစ်ကြခရစ်တော်ကကိုယ်ကိုဘလောက်အထိပေးဆက်ခဲ့ကြဘိုးနဲ့ဆိုင်တိရှိခံစားလာနေတယ်ဂျေဆုတရားမှာကြီးပွားလာနေတယ်ဒါကြောင့်ခရစ်တော်အတွက်ကျွန်တော်တို့ကြိုးစားပြီးဆိုရင်လူရဲ့အစွမ်းအစအဖြစ်ကြိုးစားတဲ့သူတွေရှိတယ်လို့ခရစ်တော်အဖြစ်ကြိုးစားတဲ့သူတွေလည်းရှိပါတယ်ရှင်ဘောလုကဆိုရင်ငါဟာကြိုးစားတယ်ဒါပေမဲ့သူ့အစွမ်းအစနဲ့သူကြိုးစားတယ်လို့မပြောခရစ်တော်ရဲ့ဂျေဆုတရားကငါအထဲကနေကြိုးစားတယ်လို့ပြောတယ်ဘုရားသခင်နာမတော်ပုံကြည်ပါစေအာမင်ဒါကြောင့်ပြောချင်တာကပါလေဆိုကျွန်တော်တို့ဒီလေကျွန်တော်တို့ရဲ့သိချင်းတတ်ချင်းတော်ချင်းဟောနိုင်ချင်းလုံနိုင်ချင်းပေးနိုင်ချင်းအားဖြင့်ကျွန်တော်တို့အားဖြင့်မကြိုးစားဘဲနဲ့ခရစ်တော်ရဲ့ဂျေဆုတရားအားဖြင့်တွင်းကထိုးစော်တိုက်တွန်းခြင်းအဖြစ်လှုပ်ဆောင်ဖို့ရည်ကြီးပါတယ်ကျွန်တော်တို့ခရစ်တော်အတွက်ဂျေဆုတရားအဖြစ်မလုပ်ဘဲနဲ့ကျွန်တော်ရဲ့အစွမ်းအစအဖြစ်လို့လာတယ်ဆိုရင်ကျွန်တော်ရဲ့ဝါကြွားဆရာတွေဖြစ်လာမယ်လူတွေအတိမမပြုတ်ရင်ဝန်းနေဆရာတွေကြေကွဲဆရာတွေလဲဆရာတွေဖြစ်လာမယ်ဒါပေမဲ့ကျွန်တော်တို့ကဂျေဆုတရားမှာကြီးပွားပြီးခမအဲ့ဒီဂျေဆုတရားအဖြစ်အလုတ်လုတ်လာတယ်ဆိုရင်ဘသူမှအတိမမပြုတ်ရင်တိမှတ်တဲ့မထင်ရှားတဲ့အရာတွေကိုသိမှတ်တဲ့ဘုရားသခင်သိမှတ်ပြီးတယ်
ဖခင်ခင်နာမှာတော့ပုံကြည့်ပါစေဒါကြောင့်မလို့ကျွန်တော်တို့အသက်တာထဲမှာခရစ်တော်ရဲ့ဂျေစုတရားမှာကြီးပွားဖို့လေခရစ်တော်ရဲ့ဂျေစုတရားမှာကြီးပွားမှသာလျှင်ကျွန်တော်တို့ကခရစ်တော်အတွက်ပါပြန်လုပ်ပေးရမလဲဆိုတာကိုကျွန်တော်တို့အချိန်တွေကိုမထမျောကျွန်တော်တို့ဥစ္စာတွေကိုမတွန့်တူပဲနဲ့ကျွန်တော်တို့ရဲ့အစွမ်းအစရှိသမျှနဲ့အစွမ်းတမန်ကျွန်တော်တို့ကတန်ပြီးခမလှုပ်ဆောင်လိုက်မှာဖြစ်တယ်ဂျေစုတော်ကြောင့်ကယ်တင်ခြင်းကိုတော့ရသွားပြီဒါပေမဲ့ခရစ်တော်ရဲ့ဂျေစုတရားမှာမကြီးပွားဘူးဆိုရင်မတိုးတက်လာဘူးဆိုရင်ငါဂျေစုတော်ကြောင့်ကယ်တင်ခြင်းရတယ်ဘာမှမလို့တော့ဆိုပြီးအပြစ်တရားထဲမှာပဲကျွန်တော်တို့ရဲ့အသက်တာတွေကိုပြန်ပြီးခမနေမွန်းစင်မှာဖြစ်တယ်ငါဘာပဲလုပ်လို့ကယ်တင်ခြင်းမဆုံးရှုံးတော့ဆိုပြီးခမအဲ့ဒီကယ်တင်ခြင်းရတဲ့အရာလေးကိုကျွန်တော်တို့အပြစ်လုပ်တဲ့လက်မှတ်ရတယ်လို့ပဲကျွန်တော်တို့အသက်တာမှာပေါ်ဒါပေမဲ့ပါလို့ရမယ်ဘယ်ကိုသွားရမယ်ဆိုတာဒါကြောင့်မလို့ခရစ်တော်ကိုတော့ကယ်တင်ပိုင်ရှင်ဖြစ်တည်တယ်စစ်မှန်တဲ့ဘုရားအဖြစ်တည်တယ်သေခြင်းကိုအောင်နိုင်တဲ့ဘုရားအဖြစ်တည်တယ်ဒါပေမဲ့တိထက်ပိုပြီးခမခရစ်တော်ကိုတိကျွန်းတဲ့နေရာမှာမကြည်ပွားဘူးဆိုရင်ကျွန်တော်တို့နောက်ဆက်တွဲပါလို့ရမယ်ဆိုတည်တော့မှာဒါကြောင့်မလို့ကျွန်တော်ရဲ့အသက်တာထဲမှာခရစ်တော်ကကျွန်တော်ကိုစုဂျေစုအတီးတီးပေးထားကျွန်တော်စုဂျေစုကဘာလဲခရစ်တော်ကဘယ်ကိုသွားခိုင်းတယ်လဲခရစ်တော်ကဘာကိုလှုပ်ခိုင်းတယ်လဲဆိုရက်ခရစ်တော်ရဲ့သဘောကျွန်တော်တို့ရဲ့အသက်တာမှာဖြစ်စေခြင်းတဲ့သဘောလှုပ်စေခြင်းတဲ့သဘောလေးတွေဘိုးမို့တိလာမှသာလေကျွန်တော်တို့ကအမှုတော်မြတ်ထဲမှာအကောင်းဆုံးပါဝင်နိုင်တာဖြစ်တယ်အဲ့လိုခရစ်တော်ရဲ့သဘောကိုမသိဘဲနဲ့တချို့ကသင်းအုပ်ချင်းနင်းကလှုပ်ချင်တယ်အေဝံဂေလိကိုတားသွားချင်တယ်အာကျမ်းစာကျောင်းမှာဆရာလှုပ်ချင်တယ်ဒါပေမဲ့ဖျားခိုင်းတာမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ထင်တာတော့ဖျားပုံထင်ရှားမှာမဟုတ်ဘူးကျွန်တော်တို့မှာရှိတဲ့ဖျားပြင်ဆင်ပေးတဲ့လက်နဲ့လှုပ်ဆောင်ရမှာဖြစ်တယ်ကိုတတ်ဆင်လို့မဖျားတတ်ဆင်ပေးတဲ့အရာနဲ့လှုပ်ရမှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီသာသနာထဲမှာကျွန်တော်တို့ရဲ့အစွမ်းအစကျွန်တော်တို့ရဲ့ကိုယ့်ဟာကိုတက်စင်ပြီးခမသာသနာထဲမှာကိုမစွန်းဘုရားဘုန်းတော်မထင်ရှားပဲနဲ့အချက်တကွဲအကျိုးနေတာတွေအများကြီးဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့အသက်တာထဲမှာကိုယ့်ရဲ့ဘုန်းတော်ကိုထင်ရှားစေဖို့အတွက်ဆွမ်းပါဖြစ်ဘာကအရေးကြီးလဲနံပါတ်1ဂျေစုတော်မှာကြီးပွားဖို့နံပါတ်2ခရစ်တော်ကိုပဲသိကျွန်းတဲ့အရာမှာကြီးပွားဖို့အဲ့လိုခရစ်တော်ဘုရားရဲ့ဂျေစုပြုခြင်းမှာတာ၍နဲ့ဆိုင်တိရှိကြီးပွားလာပြီခမကိုတော်ဖရားရဲ့အလိုတော်သဘောတော်ကိုနဲ့ဆိုင်ကနနာဘုံမတိကျွန်းတဲ့နေရာမှာကြီးပွားလာလို့ဆိုရင်ကျွန်တော်တို့ဟာကိုရရဲ့ဘုန်းတော်ကိုထင်ရှားစေတဲ့ယုံကြည်သူတွေဖြစ်လာမယ်ဆိုတာအရောက်တိုင်းကိုတိုက်တွန်းနှိုးဆော်ခံအားပေးရှင်နဲ့အရောက်တိုင်းကိုဖရားသခင်ကောင်းချီးပေးပါစေအာမင်